Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမကတက်တက်လို့ရင်းနေချစ်ဖြစ်တာနဲ့ဒီလိုနဲ့တော့လာခဲ့ပါပြီရှင်ဒါတော့ကျမရဲ့ပေါင်ဒီစီလေးတွေပေါ့နော်အာလူပါမယ်ဘိုးဒီပါမယ်တန်ဦးရဲမှာစီအနေငယ်ထဲအာလူလေးကိုကြော်မှာပေါ့နော်ဒီဥစ္စာကိုအာလူကိုရင်ကြော်ပြီးမှထုတ်ထားတဲ့အတွက်ကကျတော့အာလူတွေကိုပြတ်တော့မဖြစ်ဘူးပေါ့နော်ပြ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 ကြီးမဖြစ်တော့ဘူးเนาะဒီလိုလေးအနေထားရပြီဆိုထုတ်လိုက်လို့ရပြီအဲ့ဒီအိုးထဲမှာပဲမီသီစီထဲသူကအရောင်လေးနဲ့ပြောင်းသွားတာနဲ့ဂျီတာလေးထည့်လိုက်တယ်ပေါ့နော်ပြီးရင်ချစ်သွန်နီဖြတ်ထားတာလေးတွေကိုထည့်လိုက်တယ်ချစ်သွန်နီအရောင်လေးရွှေဝေါင်လေးတန်းလာလေးဆိုစနွယ်နဲ့ငယ်ထဲပြီးရင်ခုနကခုတ်ထားတဲ့ပဲတောင်းရှည်လေးတွေကိုထည့်ပြီးမှခဏတစ်ပြုတ်ကြော်လိုက်တယ်ကျော်လို့ပြီးတော့ခုတ်ထားတဲ့ခင်းချင်သီးလေးတွေကိုထည့်ချင်းချစ်သူဖြူထောင်းထားတာထည့်စားအနှဲငယ်ထည့်ဂျီတာမုံနနံမုံထည့်ပြီးရင်သူ့အုပ်လိုက်တယ်ပေါ့နော်ဒါပြင်ပုံစံလေးနဲ့ဟိုမှာရေအနှဲငယ်လေးထည့်ပြီးမှတန်အုပ်ဖုံးလေးဖုံးပြီးမှချက်တယ်ဒါလေးတွေတမခင်းချင်သီးကိုကျတော့ဇွန်းလေးနဲ့ဖိပေးလိုက်တယ်ပေါ့နော်ပြီးလို့ကြည်သွားပြီဆိုသူ့ကိုပြန်အကုန်လုံးမွေလိုက်တယ်။အပြင်မချက်သေးတဲ့အခါကျတော့ရေအနှင်းငယ်လေးထည့်ပြီးမှပြန်ချက်သေးတယ်ပေါ့နော်ဒီပဲတောင်ရှည်တွေကိုပြန်ဖုံးချက်ပြီးလားလို့ပြန်တစ်ခေါက်ကြည့်ချက်ပြီးဆိုတာနဲ့ရေနည်းနည်းလေးခင်းအောင်ထည့်ထားရသေးတယ်ပေါ့နော်ဒီလောက်အနေတော်လေးရပြီဆိုရင်ကျွန်မအာလူထည့်လိုက်တယ်ပေါ့နော်အာလူထည့်ပြီးမှခဏတစ်ဖြုတ်တော့ကိုဟိုဘက်ဒီဘက်လန်ရသေးတယ်ပေါ့နော်ပြီးရင်ကျမအရောင်ဒီမုံနည်းနည်းလေးတုံးပေးထားတာပေါ့နော်ကျမရဲ့မှာကလေးရှိတဲ့အတွက်အများကြီးမတုံးထားဘူးဒါကတော့ gram မဆလာလေးထည့်တာပေါ့နော် gram မဆလာဒီလိုမျိုးချကန်ကြီးထည့်လိုက်ရင်တော့မွေးကြိုင်သွားတာပေါ့နော်အဲ့ဒါပြီးရင်ချကန်ကြီးလေးဆိုတော့နည်းနည်းပင်လေးအုပ်လိုက်ပါတယ်ဒီဟင်းလေးကအရန်နဲ့ကိုစားကောင်းပါတယ်ရှင်ဒီတစ်ခုတည်းနဲ့လည်းထမင်းအရန်မိန်စီတဲ့ဘူဒီအာလူဟင်းလေးပေါ့နော်ကျမတော့ဒါမျိုးပုံစံလေးနဲ့ပဲချက်စားဖြစ်ပါတယ်ကျမကချက်တော့မြုပ်တီမထည့်စားတယ်မြုပ်တီကဒီလိုမျိုးစားတယ်ဘာလို့လဲဆိုတော့ကျမကမြုပ်တီဒါမျိုးထောင်းပြီးမှ ready ထပ်ထားတယ်ပေါ့နော်ဒါမျိုးလေးပဲစားဖြစ်ပါတယ်ရှင်ဒါချက်သားရယ်ပြောင်းမှုရယ်ဂါဂျယ်ရယ်အာလူရယ်ရောထပ်ထားပါတော့ဒါကျတော့Уйдите, мамия, гордый там. Чуплачин? Нана. Нана. Не умеет меня. А сажа вам. Нана.အနူစားရကြတယ်မနော်ဘာလို့ကလေးရှိရဆိုတော့ငဲ့ဒီမထဲဖြစ်ဘူးလေခင်းနေတယ်မငဲ့ဒီကလေးကြောင့်အဆက်မစားနိုင်ဘူးလားငဲ့ဒီဒါမျိုးတွေဒီဘမစားတယ်ဗောနော်အရင်နဲ့စားကောင်းတယ်နော်တက်တက်လို့ဘူရီယာလို့ဟင်းရလို့ရဲလေးလို့ပြီးစားရတာပူကြတယ်ထမင်းပြီးတော့ဘယ်က